သိပ္ပံပညာရှင်ဟာကဘာတဝန်းကိုတုံလို့စီမီစမ်းသပ်ချက်တစ်ခုအတွက်အစိတ်ပြင်းတဲ့မွေတကောင်ရဲ့အမီးကိုဖျက်ချလိုက်ပါတယ်ထို့နောက်မွေရဲ့ကျန်တဲ့အပိုင်းကိုဖန်အိုးတလုံးအနာယူဆောင်လာတဲ့အခါအားတန်စရာကောင်းတာကဖန်နေရန်ဟာဖြည်းဖြည်းချင်းအရေးပြောကြလာတာမြလက်ထောက်ရဲ့မျက်စိရှိမှာပဲဖျက်ထားတဲ့မွေအမီးဟာခဏအတွင်းမှာပဲမူလာပုံစံအတိုင်းပြန်ပေါက်လာပါတယ်ဒီမွေဟာအသက်ကြောက်တုံးလို့လူသိများတဲ့ကြောက်တုံးကိုမျိုးချမိထားလို့မတည်နိုင်တဲ့စွမ်းအားကိုပိုင်ဆိုင်ထားတာပါဒါပေမဲ့ကြောက်တုံးကိုထုတ်ယူလိုက်တာနဲ့မွေဟာချက်ချင်းပဲအသက်ပြောက်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့သိပ္ပံပညာရှင်တွေဟာအဲ့ဒီအသက်ကြောက်တုံးကိုလူဘီသားနဲ့ရောနှိုးပြီးနောက်ထပ်စမ်းသပ်ချက်တစ်ခုကိုပြုလုပ်ကြပြန်တယ်ခင်မီစက်တီကိုတုံးပြီးအပြာရောင်အိတ်ကြီးတစ်လုံးကိုမိနစ်အနည်းငယ်အတွင်းဖန်တီးလိုက်ပါတယ်နှစ်ဦးလုံးဂရုတစိုက်ရှိစေနေတော့မှပဲအိတ်ကြီးဟာရုတ်တရက်ပေါက်ကွဲထွက်လာတယ်အဲ့ဒီအထက်ကနေလူခန္ဓာကိုရှိပြီးအရေးပြာကမွေကဲတော့ဖြစ်နေတဲ့သတ္တဝါတစ်ကောင်ယုံထွက်လာပါတယ်ကြောက်စရာကောင်းတဲ့ဒီမြင်းကွင်းကိုကြည့်ပြီးသိပ္ပံပညာရှင်တွေအံ့အားနေတော့အဲ့ဒီသတ္တဝါကလေးနဲ့ထိတွေ့လိုက်တာနဲ့အရေးပြာဟာလူသားတစ်ယောက်လိုချက်ချင်းပြန်ပြောင်းသွားပါတယ်စိတ်လှုပ်ရှားသွားတဲ့သိပ္ပံပညာရှင်ဟာသတ္တဝါအနားကိုတိုးသွားတဲ့အချိန်မှာပဲအဲ့ဒီသတ္တဝါကသူ့လေကြောင်းကိုဝုန်းခနဲ့ဆုပ်ကိုင်းလိုက်ပါတယ်တစ်ချက်ထဲပါပဲသိပ္ပံပညာရှင်ဟာနေရာမှာတင်တည်ဆုံးသွားခဲ့ပါတယ်ဘေးမှာရှိတဲ့လက်ထောက်ကတော့ကြောက်လန့်တစားနဲ့ထွတ်ပြီးသွားပါတော့တယ်ပြီးတော့အဲ့ဒီသတ္တဝါဟာဓာတ်တစ်ချောင်းကိုကောက်ယူလိုက်ပြီးသူ့ရဲ့လက်ချောင်းတစ်ချောင်းကိုဖျက်ချလိုက်တယ်ဒါပေမဲ့သူဟာနာကျင်မှုကိုလုံးဝမခံစားဘူးမြပြတ်သွားတဲ့လက်ချောင်းကိုဖမ်းပြခွက်စီရွှေ့လိုက်တဲ့အခါမှာတော့အန်အောနစ်တဲ့နဲ့လက်ချောင်းဟာခန္ဓာကိုယ်နဲ့ပြန်လဲပေါင်းဆက်သွားပါတော့တယ်